ဆောင်မလို့ကလည်းကွာဟင်းစီသားထားတာကွာပိုးလိုက်မြန်လောင်းသွားတာဟမ်ငါ6ဖုတ်ဆိုတာလေစီအီနေမှာစားကောင်းတာရှင်မဲဟိုတော့ပြောတယ်လေအញ្ញမ်းကြောက်ကလေးဆိုစီလေးရွှဲနေမှာစားကောင်းတာဆိုအဲ့ဒါသမီးလေးမမိုးခင်တော့ပြောတဲ့စကားကြီးကွာအခုသမီးလေးကအရွယ်ရောက်လို့ဘွဲရလို့သူ့လုံးနဲ့သူတော်ဖြစ်နေပြီဒီမှာဥစ္စာကန်ဆောင်အသက်ညံဆောင်တဲ့ကွာအစာနဲ့ဆေးတဲ့အစာတဲ့အခုလိုမင်းစီးတွေမတရားစားလို့ကျင်ဒီနှလုံးသွေးကြောတွေကျင်းလာမယ်အသေးကိုအစီဖုံးမယ်ခန္ဓာကိုယ်ကြီးကမတရားဝလာမယ်ခန္ဓာကိုယ်ကြီးဝလာတဲ့တပြိုင်တည်းအသွားလာတွေနှေးကွေးပြီးတော့အထိုင်ထတွေမှာလေးလံထိုင်းမှန်းပြီးတော့ကဲတော်ပါတော့ကိုပါညွန့်ရဲ့ရှင်ရဲ့66ပါယောဂဝေဒနာတွေကဒီစီစားတာနဲ့ဖြစ်ကြောလားရှင်ဖော်ထားတဲ့အစာကြေးသေးတို့အစီကြသေးတို့ကဘာလို့ဖို့လဲကိုရှာရင်းမရအောင်စားပြီးရှင်ဖော်ထားတဲ့စီတွေတောက်လိုက်ပေါ့ဖေပြောတာလည်းမှန်တယ်မမေပြောတာလည်းမှန်တယ်နှစ်ယောက်စလုံးနဲ့တော်ကြပါတော့မမေကလေဘယ်ရမဆိုစေတနာပို့ပြီးတော့တတထိုးထိုးလှုပ်တတ်တယ်ဒါကိုလည်းဖေကသိရတာနဲ့ငါ6ဘက်ကိုစီစစ်ပြီးစားလိုက်ပေါ့ဖေရဲ့အခုလေအဲ့လိုပဲစားနေရတာပဲသမီးရဲ့အိုးကြံတဲ့စီကိုနောက်ထပ်ငါ6တပြားဖုတ်ပြီးထည့်လိုက်လို့ရှင်စီစားစရာမလိုတော့ဘူးဗောသမီးရဲ့ဟုတ်ပါပြီမေရဲ့ကဲသမီးလည်းကြောင်းတော့ကြနေအောင်မသွားလိုက်အောင်မယ်အော်ဒါနဲ့ဖေနဲ့မေထမင်းစားပြီးလို့ရှိရင်အစီကြသေးတယောက်တစ်ပြားစီစားဖို့မမေ့နဲ့အောင်နော်သမီးရဲ့မိစေတနာလွန်ကဲမှုကြောင့်သမီးပြောသလိုပဲကိုဖော်တဲ့စီကိုတော့ရတော့မှာပေါ့သမီးရဲ့ကိုပါညောဟောဒီရှားဆောင်လက်ပတ်ရဲ့ဂုံတက်တီကတော့အမခမ်းပဲမခင်ဟောဒီအမြင့်ကလေအားကိုဖြစ်စေတယ်လေကိုလည်းနိုင်စေတယ်ဗျာအယိုးကျိုးတာတော့ပြန်ဆက်တယ်လို့ဆေးပြီးဒီမှာဆိုထားတယ်ဗျာသူ့ရဲ့အရသာကအေးပြီးတော့ခါတယ်အတွင်းရဲ့အသားကိုချစ်ပြီးတော့လေဆေးဖော်လို့ရှိရင်အသက်ရှည်သေးလို့တော့ပြောလို့ရတယ်ဗျာဒီပင်နေเจ้าတော့လေရှင်ပြောပြနေလို့ကျမအလွတ်ရနေပါပြီတော့ကဲတမညာကြီးလေးတောက်လိုက်ပါဟာကိုမိမစေစနာပပနဲ့ပြောလာတော့လေအရသာခံပြီးတောက်လိုက်အောင်မို့ကောင်းအမလီအမလီဘာဖြစ်သွားအမလီချိုးလိုက်တာကွာမင်းတရားတွေဘယ်လောက်တော့ထဲလာတော့ဟင်ကျမရှင်းကိုစေတနာပို့ပြီးတစုံနဲ့ပို့ထဲလိုက်တာပါဟာအဲ့ဒီမင်းစေတနာပို့မှုတွေကဒုက္ခရောက်တာပေါ့မင်းစေတနာပို့မှုကြောင့်လူတစ်ဖက်သားဒုက္ခရောက်နိုင်တယ်အဲ့ဒီအချိုတွေကိုများများစားလို့ရှိရင်စီဂျူတို့တွေးဂျူတို့ဖြစ်မယ်ဆိုမင်းနားမလဲဘူးလားဟင်ကဲပါအချိုကြောက်တဲ့လူကြီးရဲ့ကျမတမယာယူပြင်ပေးပါမယ်တော်ပြင်ကဲစီဂျိုသွေးဂျိုကြောက်တဲ့လူကြီးတမယာယူပြင်လာခဲ့ပြီရော့အမလီရှင်လိုက်တာဗျာအမလီသမယာသီးတွေမေဘယ်လောက်တော့ထဲလာတော့ဘယ်နှလုံးတော့ထဲလာတော့ကွာခုနကြံနဲ့လေသမယာသီးတစ်ချောင်းကိုညှစ်ထည့်လိုက်တာပါရှင်ဟာလေချို့တော့လဲချို့လို့တဲ့ချင်းတော့လဲချင်းလို့တဲ့နောက်တစ်ခါကျရင်ရှင့်ရှင်ဖြောတောက်တော့တကယ်ကပိုးတဲ့ကောင်လေးမလားကိုကဒဲသွားတာပြန်မထားနိုင်ဒုက္ခပဲတော့ကြည့်အောင်ဘယ်လိုဖြစ်တာလဲကွာကျွန်တော်အချိန်နဲ့လာရင်လည်းခွေးရှောင်ပြီးချုပ်လဲတာဟာတူကမှလည်းသူ့ရင်းနေပါလားခဲတဲ့ထိမောလည်းတူတယ်မင်းဟိုအနောက်ပိုင်းကဝင်းသားမလားဟုတ်ကဲ့ပါခင်ဗျမင်းအေးပဲပြုံလောင်တာမတွေ့ပါလားအမေနေမကောင်းလို့ဈေးမရောက်တာ3ရက်ရှိပြီခင်ဗျနေမကောင်းတာဆေးမတောက်ဘူးလားလန်တိတ်ကဆန်ရတော့ဝယ်တောက်တာပဲဒါပေမဲ့တောက်ပြီးခဏပဲခင်ဗျပြီးတော့ပြန်ဖြားတာပဲမင်းမေဖြားဘာဖြားမို့အဖေပြောတော့ငှက်ဖြားလို့တော့ပြောတာပဲငှက်ဖြားများဘာမှမပူနဲ့ဒေါ်လေးဆေးပေးလိုက်မယ်တက်လားဟုတ်ဟဲ့ပဲဟဲ့ငှက်ဖြားဆေးတွေမဟုတ်ဘူးအနာလိမ့်မှုဆေးရနောက်တော့ညှော်ကန်ဆေးလေးရသူ့ကိုပေးလိုက်အနာညှော်ပြီးလို့ရင်းနေဦးမယ်ကောင်းခဏလေးနော်ဟုတ်ကဲ့ဝင်းရမို့ဆိုမှကလေးက3ယောက်တောင်ကြံနေတာအကြီးဆုံးကောင်ကသတင်းစာပို့ပြီးကြောင်းထည့်နေရတာ
ဝင်းကြီးဖျားတက်နေတဲ့ကလေးတွေပါနဲ့သွားစားကြညင်မြန်မြန်ကောင်းမှစီတော့စီကိုပိုထည့်ပေးလိုက်တယ်ဒါမှတခါတည်းအမြင့်ပြတ်သွားကလေးတွေလည်းညောကန်စီပူပူတတားလေးထည့်ပေးလိုက်မှကောင်းမယ်အနာရင်းနေလို့တင်းစားမပို့နိုင်ဝင်ငွေရရော့တော့အောင်ဆင်းရဲတဲ့လူတွေအတွက်စိတ်လူပြရတာကုသိုလ်ရပါတယ်လေ ကျော်ဝင်းတို့လည်းအငိမ့်စားယူမှပဲရန်ကုန်ကိုခြေချပြတော့တယ်နော် ဟုတ်တယ်ကိုကြီးညွန့်ဝန်ထမ်းဘဝတစ်လျှောက်လို့နေမှာကြီးနေခဲ့ရတာဆိုတော့အခုမှပဲကိုကြီးညွန့်တို့ကျွန်တော်တို့ပြန်လဲစုံစည်းကြတော့တယ် ကဲမမေကြီးဘာမှအာမနာနဲ့3000ကြပါရှင်ခင်းနေပါလေထည့်စားနော်အာမနာနဲ့ရောက်စားပါအောင်ရှင် ရပါတယ်မခင်မထည့်ထားပါမယ် ရောက်ထက်စားလေမမေကြီးဩမမေကြီးစားလာအားမရလိုက်တာရှင်ကဲရောက်စားပါအောင်ရောက် ရောက်ပါပြီမခင်ဟင်းနေများဟုတ် ဩဟင်းမြတော့လေသမင်းချတဲ့ပေါ့ရှင်ဒီသမင်းလေးတော့ကိုအောင်စားနော်စားပါရှင် ဘာဖြစ် တော်ပါစေ သူစားရတယ်လို့စားပါစီဘာဖြစ်လဲ ဩကျမကလည်းအာပါရိယစားစီခြင်းနဲ့စေတနာပါရှင် ဟုတ်ပါတယ်ဗျာမမခင်ရဲ့စေတနာကိုလေးစားတဲ့အနေနဲ့ကျွန်တော်တို့စားမယ်နော်မေကြီး ဟုတ်ကဲ့ သူ့ဝင်သားတင်းမတက်သွားတယ်နော် ဟုတ်တယ်ကိုကြီးညွန့်စကပူလိုင်းကနေပြီးတော့လက်တော့ကပလိန်နဲ့တက်သွားတာ6လကြာမယ်ပြော ဦးကျော်ဝင်းလည်းသားလေးတယောက်ဆိုသလောက်ထုံးထုံးပေါက်ပေါက်ဖြစ်သွားတာကျုပ်ကတော့တော်တော်ဝင်းတာလေဗျာ သားလေးကမိဘစကားမိဝဲမကြနားထောင်တာကိုငယ်ငယ်တွေကလည်းအင်လေတဲ့အချက်မရှိဘူး ဒီခကြီးထဲမှာအဲ့လိုသားမျိုးရထားတာခင်ဗျားတို့ကတော့မဟာကန်တုရှင်ပဲဗျာ မေကြီးပါဖြစ်လေ အင်းမတောင်းပြီးတော့ဘယ်လိုဖြစ်နေမှမသိဘူးကိုကြည့်အမြင်လဲ အစာမကြေဖြစ်တာတင်တယ် မမေကြီးဘာဖြစ်လို့လဲ အစာမကြေဖြစ်တာတင်တယ် အစားများမားတာလားရှင် အစာမတာမဟုတ်ဘူးအဲ့ဒါမင်းကြောင့် ကျမကြောင့် ဟုတ်တယ်မင်းရဲ့စေစနာလွန်ကဲမှုနဲ့ဟင်းနေမတရားထက်ပြီးတော့ဟိုအားနာပါနာနဲ့စောက်ခုလိုအစာမကြေဖြစ်သွားတာဗော ဟောကျမလည်းဟိုဘေးဝက်ဖြစ်အောင်ကြိုးရမဟုတ်ပါဘူးရှင်ကျမကလေကျမလက်ရလေးတို့စားစီခြင်းနဲ့စေတနာပါ ဟုတ်ပါရဲ့မမခင်လည်းစီရန်ကြည့်တာဒီကလည်းစားကောင်းရဲ့စားတယ်နေများသွားလို့ရပါတယ်မခင်အခုလည်းနေတာပါပြီမာကြီးညို့အော်အရေးခင်ပါလားဟိုမင်းလေးမအရေးခင်ဟိုဘာကြီးညို့မရှိဘူးလားယ ဟောမရှိဘူးညီးပါကြီးမျိုးတဲ့သွားတယ်ပြည့်စည်ဆိုင်မှာလေလိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ရင်းနဲ့ပေါ့ဘာကိစ္စရှိလို့ ဟိုဘယ်လိုစေဝယ်ခြင်းလို့အရေးခင်ရ ဝင်းနှုတ်စီးလောက်တော့ငါလည်းရောင်းတတ်ပါတယ်လူတောက်ဖို့လဲလူကြီးတောက်ဖို့လားခလေးတောက်ဖို့လား အဖေတောက်ဖို့အရေးခင်ရဲ့အဖေအလောက်ကလေလမ်းဘေးမှာစောက်အဟောင်းရောင်းရတဲ့အလုံးဆိုတော့တစ်ခါတလေကြလို့ရှိရင်ဝင်းသွားခြင်းနဲ့အောင့်ထားရစီးသွားခြင်းနဲ့အောင့်ထားရမယ်တော်တော်စစ်စစ်ဝင်တော့ဖြစ်လာတာပေါ့အရေးခင်ရဲ့အခုလဲလေအဖေနေမကောင်းလို့ဆိုင်မထွက်နိုင်တာ2ရက်တောင်ရှိပြီအရေးခင်ရဲ့ဝင်းရလဲသွားလို့မရအောင်ဖြစ်နေတယ်အဲ့ကြောင့်ဝင်းနှုတ်သေးလာဝယ်တာ သမင်းခံနေလို့နေမှာပေါ့ညီးပါကြီးရှိမှအစွန်းတက်တဲ့ဆေးတွေရှိပါတယ် အောက်ဖို့ပါလေအရေးခင်ရဲ့ဘေးရန်ကိုကြီးတောက်ခင်ရလဲပြောတယ်တက်လားဘာလို့ညွန့်သေးရအရန်ဆန်းထက်တာပဲ အမလီထက်လိုက်သမားဟိုဘကန်းအောင်လောနေသေးတယ်ဒီမှာငါရောင်းပေးလိုက်မယ်တစ်ခွက်ကတော့300ကျရနော် လေရပါတယ်အရေးခင်ရဲ့အဖေကျမ်းမှာပေါ့အဓိကပါအဖေနေကောင်းပြီးဆိုင်ထွက်လာရင်မကျမတို့မောင်နှမတွေထမင်းမရပါလေအရေးခင်ရဲ့နော် ကဲအဲ့ဒါဆိုငါခုပဲရောင်းပေးလိုက်မယ်နော် ဟုတ်ကဲ့အရေးခင် ဥပုထောင်ပြောင်းနေခိုင်ကောင်းမှသူ့မိသားစားဝင်နေပြည်လဲမှာဒီအထူးဝန်းတို့စီပြီးလိုက်တာကောင်းပါသမီးနောင်ခံနေတယ်ဆိုတော့ဘူတတာလေးထည့်ပေးလိုက်မှာပါนี่ ရှင်းရေးခင် ဟိုညနေကြလို့ရှိရင်လေသမင်းကိုစောစောလေးစားခိုင်းလိုက်ပြီးလို့ရှိရင်ဒီဆေးကိုတစ်ခွက်စာအကုန်လုံးတောက်ခိုင်းလိုက်ရေအေးလေးနဲ့တောက်နော်ဒီဆေးတောက်ပြီးဘာမှမစားနဲ့တော့သိလား ဟ
ဟုတ်ကဲ့အကြီးခင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကြီးခင်နော် ည အကြီးခင်ဒီမှာ300အကြီးခင် အေးအေး သွားတော့မယ်နော်အကြီးခင် အေးပါအေးပါ အဖေအဖေသတိထားလေအဖ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 ေလာကြပါဦးရှင်လာကြပါဦးကိုသားခင်လာပါဦးမအဖေသတိဖြစ်သွားတော့အဖေဘာဖြစ်လာလဲအဖေသတိထားအောင်လေကိုသားခင်အဖေဝင်သွားနေပြီလို့ပါ အမဘာဖြစ်လာလဲ ကိုသားခင်အဖေလေဝင်ထုတ်လို့ဆိုပြီးတော့မှလေအပန်းတို့တရားဝင်ထုတ်စေဝယ်ထားလိုက်တာအဝင်းလေးအချိန်ချင်းသွားပြီးတော့မှအခုသတိလွတ်သွားတော့ ဟာအဲ့ဒီရက်လောက်ပဲဖြစ်မလဲကျွန်တော်စိတ်ဝင်ပေါ်ရပါဘော တော့ပါဦး အကြီးခင်အကြီးခင်အကြီးခင်ရဲ့ ညနေတော့ကွာလား အကြီးခင်ရဲ့ မမြင်ပါဘူး အကြီးခင်ဘယ်လိုလိုက်တာလဲအကြီးခင်ရဲ့အကြီးခင်ရဲ့အထူးဝတ်လို့စိတ်ကောင်းမှုနဲ့လေကျမပဲစိတ်အောင်တင်လိုက်ရပြီတော့ ဟဲ့မင်းနေဘာတွေဖြစ်ကြလဲငါလည်းပြောပါဦး မနေ့ကလေအဖေအတွက်ကျမဝင်းလို့စိတ်လာတော့ဘာချင်းညောမရှိဘူးအဲ့ဒါအကြီးခင်ကလေအထူးဝတ်လို့စိတ်အရန်ကောင်းတယ်ဆိုပြီးရောင်းလိုက်တာညအဖေဝင်းနေအခါ340တောင်သွားပြီးမြင့်လဲသွားလို့စိတ်အောင်တင်လိုက်ရတယ်ဘာချင်းညောရဲ့ကျမတို့ကလေအဖေလောက်ဆောင်မိခိုးပြီးတော့မှစားနေရတာအခုတော့စားစရာမရှိရတဲ့စိတ်အောင်မှတင်လိုက်ရအောင်ဒုက္ခအများကြီးပေါ်ပါရင်းညောရဲ့ ကဲမင်းနေဒီကိစ္စကိုနင်ဘာမှမဟုတ်ဘူးနင်အဖေဆေးဦးတင်ထားတဲ့ဈေးအားလုံးကိုဘာကြီးရတာဝန်ယူလဲကျော်ခုလောလောဆယ်ဒီငွေ3000ယူပါနော်ဟုတ်နင်အဖေကိုအားရှိမဲ့ဓာတ်စာလေးယူလာယူဝယ်ကြည့်ကြတာ တကယ်တော့လေဒီငွေကိုလေကျမမယူချင်ပါဘူးဘာရင်းညောရဲ့ကျမတို့ကလေအဖေလောက်ဆောင်မိခိုးပြီးစားနေရတော့အဖေခုလိုဖြစ်သွားတော့စိတ်လွတ်ပြီးပြောမိတာပါရှင်ကျမတောင်းမှန်ပါတယ်နော်အဖေနေကောင်းသားလို့အလုပ်ပြန်ရှင်းနိုင်လေဒီငွေကိုကျမပြန်ဆက်ပါမယ်ဘာရင်းညောရဲ့ ပြန်ဆက်เสียမလိုပါဘူးဟာငါကူညီတယ်လို့ပဲသဘောထားတယ်ကြားလားနော်အဲ့ဒီငွေလေးနဲ့နင်အဖေအားရှိမဲ့စားစာလေးတွေဝယ်ကြည့်လိုက်နင်လည်းဆေးရုံသွားမှာပေါ့ဟိုညနေကျရင်ငါတို့လည်းလာခဲ့မှာကြားလား ဟုတ်ကဲ့ဘာရင်းညောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာရင်းညောရဲ့နော် ကဲဆိုပါဆို ဟုတ် မဲခင်မင်းရဲ့စေစနာရေစည်းကမ်းပြိုလိုက်မှုကြောင့်လူတစ်ဖက်သားဒုက္ခရောက်အောင်ဒီအထူးဝန်းတုံဆေးဆိုတာကလူကြီးတောင်မှပဲဇွန်းတော့ဝက်ပဲတောက်ရတာကွာ ဟိုကျမလည်းလေသူ့ဖေမြန်မြန်လေးကောင်းအောင်ဆိုပြီးစေတနာနဲ့ဟိုဟင်းစားစုံနဲ့လေသုံးစုံထည့်ပေးလိုက်မိတာရှင် အမလေးအမေရဲ့အမေထည့်ပေးလိုက်တဲ့ဆေးပမာဏကလေ6ခွက်စာတောင်ဖြစ်နေပြီအမေရဲ့ ဒါကြောင့်လူတစ်ဖက်သားသေလူပြောမှဖြစ်နေတာဗောသမီးရဲ့ တော့ပါပြီရှင်ကျမကနောင်တရနေပါပြီနောက်ဆိုဘသူ့ပေါ်မှာလွန်ခဲ့တဲ့စေတနာမထားမိအောင်ကြိုးစားပါမယ်လို့ကတိပေးပါတယ် မင်းကလေးပြေးတာနောက်ကျသွားတယ်ဟမ်သူ့စီရတော့300ငါ့အိတ်ထဲအခု3000ထွက်သွားတယ်ဟမ်ဒါဒီမှာပဲရှိသေးတယ်ဟမ်ဆေးရုံရောက်ရင်ဘယ်တော့ထပ်ကောင်းမှမသိဘူး အော်ပြပြရဲ့မမေလည်းသူ့အမကိုတီလို့နောင်နာရပြီပြင်မာတော့မယ်လို့ဂတိပေးပြီးပြီပဲဟိုနောက်ဆိုစေတနာရေကြီးကမ်းမျိုးလိုက်စရာအကြောင်းလည်းမရှိတော့ဘူးပေါ့ ဒါပေါ့သမီးနဲ့ဒါပေါ့